တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်မတ်လ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးပွဲအကျိုးပေးမယ်ရပ်ဝန်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားထူးခြားတဲ့ကြိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်ပစ္စည်းပြောက်တတ်တယ်အမေဖွားတော်ကျမကြီးချူကြတတ်တယ်ကြံကားခန့်ရောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်တာတွေကိုပေါင်းပတ်သက်ပြီးကိုယ့်အတွက်အကျိုးမြတ်လေးတွေလည်းရနိုင်တယ်ဥတီကျပြောင်းပြီးရှေ့တိုးလုပ်ကန်ခြင်းတွေရဲ့ကောင်းသောအကျိုးဆက်တွေကိုလည်းရရှိမဲ့ကာလဖြစ်ပါတယ်ဘေဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်တရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကိုရမယ်နှစ်ရက်နေ့တပေါင်းသားပြည့်နေ့ဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတော်ကိုရွတ်ခြင်းနာယူခြင်းတွေပြု၍အကျိုးရှိမယ်၃ရက်နေ့မှာရန်တိုက်ခံနေများတဲ့လက်ချက်တဲ့နေ့ဖြစ်ပါတယ်၄ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ကံသစ်တွေဖွင့်မယ်၅ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရနိုင်ပါတယ်6ရက်နေ့မှာအခက်အခဲအလုံးကိုဖြည့်ရှင်းပြီးတော့လိုရာပြည့်စုံမယ်9ရက်နေ့မှာအခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့မိကောင်းဆွေကောင်းထောက်ကူနဲ့ဘဝတိုးတက်မှုရဲ့အနှစ်သာရကိုရရှိကြိုးပေးနိုင်တဲ့အနေအထားရှိတယ်မတော်တဆထိခိုက်အနေနဲ့ကြိုးဆက်ရမယ်အဓိကအနောက်ရက်ကိုသွားစဉ်အနေရှိတတ်တယ်နေ့တနိုင်ခွဲနဲ့ညနေ3နိုင်တွင်မှာအသွားလာနေထိုင်ကြိုးဆက်ရပါမယ်ဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်လက်ချက်ချိန်နဲ့ပတ်သက်တဲ့ယူဆကိုရှင်းပြမယ်တနင်္လာနေ့မွေးသူတွေလက်ချက်တာကိုယ်နဲ့ပတ်သက်မှုအပြည့်အဝရှိတယ်လာမင်းကိုတနင်္လာကြိုလို့ခေါ်တယ်တနင်္လာနေ့မွေးသူတွေဟာ3ရက်နေ့ March လက်ချက်ချိန်မှာကုသိုလ်ကောင်းမှုကိုပြုရမယ်လက်ချက်ချိန်ကတော့မြန်မာစံတော်ချိန်ညနေ4:22 မိနစ်မှာစပြီးလက်ချက်ချိန်ဖြစ်တယ်လက်ချက်ချိန်လည်းညနေ6:02 မိနစ်ဖြစ်ပြီးတော့လက်ချက်ချင်းကိုမြန်မာနိုင်ငံရန်ကုန်မြို့မှာဆိုရင်အပြည့်အဝညနေ6:22 မိနစ်ချိန်မှာတင်ရှားစွာမြင်တွေ့နိုင်တယ်ည9:46 မိနစ်ချိန်မှာလက်ချက်ချင်းပြီးမယ်လက်ချက်ချိန်မှာတနင်္လာနေ့မွေးသူတွေဟာအဖြူရောင်ဖျောင်းနိုင်3နိုင်ထွန်းပြီးအိမ်ဖျားစင်မှာဖြစ်စေဖျားစီဒီရဲ့တနင်္လာတောက်မှာဖြစ်စေသွားရောက်ပြီးတော့ကုသိုလ်ကောင်းမှုပြုအလင်းကုသိုလ်ကောင်းမှုပြုရတယ်ပြီးတော့လက်ချက်ချင်းနေ့ရက်ကနေစပြီးတော့9ရက်ဆက်တိုင်အမဲသားရှောင်းလောကဝိတုဆိုပတိသုံးပတ်စိတ်ပါလက်ချက်ချင်းကလွတ်ကင်းတဲ့လာမင်းမှာလင်းလက်တဲ့အလင်းရောင်တွေကိုရတဲ့ကဲ့သို့မိမိကံကြမ္မာမှာလည်းအကြက်တဲ့အလုံးစုံကင်းပြီးကောင်းခြင်းကံကြမ္မာနေထားကိုရရှိနိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနှစ်ခုကိုကနန်းနေကြိုးပေးတယ်အစင်းရောင်ဖြူရောင်မိခိုးရောင်နေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်အထူးပြုဆောင်ရွက်ရမယ့်အကြောင်းအရာကတော့တပေါင်းသားပြည့်နေ့တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အဲဒီလပြည့်နေ့ညလရောင်အောင်မှာကြောက်ပြစ်တစ်ချက်ပေါ်မှာနှမ်းစီစပကြီးသေးကြွေကိုတန်လိုက်တဲ့အတူသွေးပြီးတော့ရရှိထားတဲ့အနှစ်ကိုယူပြီးပိယဓာတ်အတွက်စမ်းပွင့်မှုအတွက်ဒါပိယဆေးဖော်တာပဲလိုသလိုသုံးချပေါ့ညာရှိသလိုသုံးချပါဘေဒင်မဲလိုသူတွေအတွက် Play Store App Store တွေမှာစမ်းစာနေဖို့ application ကို download လုပ်ပြီးတော့အသုံးပြုမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်